ဤတရားဤဌာနဤမေဝနတရားနာအေတောင်းမှုတွေလာရပြီးကြွပြီးတာရုခေါ်ကြဖို့ဖိတ်ကြပါ၏ဖိတ်မှန်တယ်ကပြုပါ၏ဆံရပိုင်းရာပုဂ္ဂိုလ်အပေါင်းတို့တောင်းတခြင်းနဲ့ဆက်ဆံသောပုဂ္ဂိုလ်အပေါင်းတို့မကြံများစွာတဒေဝတာတို့မကြံများစွာပုဂ္ဂိုလ်တဘဝတို့မကြံများစွာသေဘိပိဋ္ဌာညာရကအပေါင်းတို့ညာတိတာလောဤတာဝေမာနိတာပိဋ္ဌာအပေါင်းတို့နာနာဘာဝဝိနာဘာဝမကြံအာလုံးတရလောကသာအာလုံးတို့တရားနာနိုင်စွာရှိကတရားနာကြကြရလေဖို့ကောင်းမှုကုသိုလ်တွေပေးဝေသောအခါမှာယနေ့ည9 နာရီတဲ့နောက်မကြပဲကောင်းမှုကုသိုလ်တွေပေးဝေသောအခါမှာဝမ်းမြောက်မှုမေတ္တာတို့ခေါ်ကြစေလို့အကျဉ်းချင်းခါကဖိတ်ပါတကပြုပါ၏ဖိတ်ကြအပ်ပါ၏အယုကျေးရွာ၏တုတ်တံမြေအဟောင်း၌တောက်တံမြေအဟောင်းအတွင်းအပြင်ဥပ္ပစာနာရှင်းလက်ကျဆန်တွာလာနေထိုင်ကြကုန်သောဒုက္ခိတဒုက္ခိတဝိနည်းတတဝံတရလောကသာညာတိဒါလောဣဒဝေမာနိကပိဋ္ဌာအပေါင်းတို့နာနာဘာဝဝိနာဘာဝတို့မကြံများစွာနာတိဝတ္တတို့မကြံများစွာပုဂ္ဂိုလ်တတဝါတို့မကြံများစွာသေဘိပိဋ္ဌာညာတကအပေါင်းတို့တရားနာကြကြရန်သာလူခေါ်ကြရန်ဤမင်းကရကျေးရွာရရှေ့တောင်တော့ရဤတုတ်တံမြေအတိတီနေရာတည်ထားရဤမြေခွဲ့အတွင်းတို့တရားနာရန်သာလူခေါ်ရန်လာရောက်ကြပါကုန်သောကြွားရောက်ကြပါကုန်သောအတ္တလေပြောဆိုလည်းအလင်းတိုင်းဝိနတာရများလက်ဆောင်ဒါနပြုပေးထားပါ၏တောင်းလေတောင်းဆောင်များလည်းပဲတရားထိုင်ခြင်းများကိုလည်းပဲအသင်တို့ကိုဓာတေကခဏတာလက်ဆောင်ဒါနပြုပေးထားပါ၏အသင်တို့သည်သုတ်တံမြေသည့်ဒီနေရာ၌ချမ်းချမ်းသာသာဖြင့်အသင်တို့နေထိုင်ကြဖို့လည်းပဲယူတင်အမိပေးနှိုးသောဖိတ်ကြအပ်ပါ၏ကောင်းမှုကုသိုလ်တွေကိုလည်းပဲသာဓုခေါ်နိုင်ကြပါစေတရားဓမ္မတွေကိုလည်းပဲနာကြားမှန်သာပွားများနိုင်ကြပါစေဆင်းရဲတဲ့ဘုံဘဝကလွတ်မြောက်ကြ၍ချမ်းသာသောဘုံဘဝကိုရောက်ရှိကြပါစေလို့သုဒ္ဓဝိနာများအကျဉ်းချင်းခါခါပေးဖို့ကြပါလေသုဒ္ဓပေးပါလေအကျဉ်းတို့နဲ့အကျဉ်းတို့အတင်လေးနဲ့အကျဉ်းတို့ဟာသူမျိုးသားချင်းမိတ်သင်္ခဘဝတစ်ခုတစ်ခုနဲ့တော်ခဲ့ပါလေတို့တို့ကြောင့်ဆင်းရဲတဲ့ပုဂ္ဂိုလ်တွေချမ်းသာတဲ့ဘုံဘဝရောက်ရှိကြပါစေချမ်းသာတဲ့ဘုံဘဝရောက်ရှိကြတဲ့ပုဂ္ဂိုလ်တွေစရဖို့ကိုယ်လေးချမ်းသာတဲ့ဘုံဘဝစီကိုထခါ